မြန်မာငွေ9000ကျပ်တိတိတက်တာစီမဲ့မဟာတကြံအထူး promotion ကျွန်တော်ကိုယ်တိုင်တင် जा ပေးခဲ့တဲ့ online training 5ခုကိုတပြိုင်နက်တည်းတက်ရောက်လေ့လာမယ်ဆိုရင်ပုံမှန်သင်တန်းကြီး2,900,000ကျပ်အစား2,000,000ကျပ်နဲ့တက်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။အဲ့ဒီအခွင့်အရေးက2026ခုနှစ်ဧပြီလ1ရက်နေ့ကနေပြီးတော့2026ခုနှစ်ဧပြီလ10ရက်နေ့အတွင်းသာဖြစ်ပါတယ်။အဲ့ဒီရက်အတွင်းမှာတက်ရောက်လေ့လာမဲ့မိတ်ဆွေများအတွက်အထူး promotion အနေနဲ့ပုံမှန်သင်တန်းကြီး2,900,000ကျပ်အစားကို2,000,000ကျပ်နဲ့တက်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။သင်တန်း5ခုဖြစ်တဲ့ကားနည်းပညာနဲ့ပတ်သက်ပြီးတော့အခြေခံသင်တန်းပါမယ်။ကားနည်းပညာနဲ့ပတ်သက်ပြီးတော့ကားပြစ်ချက်ရှာဖွေခြင်းသင်တန်းပါမယ်။ကားနည်းပညာနဲ့ပတ်သက်ပြီးတော့ကား air con ပိုင်းပါဝင်မယ်။ဒါအပြင် EFI Wiring and Diagnostic Training ရဲ့ Automotive Sensor Wiring and Diagnostic Training ဆိုပြီးတော့သင်တန်း5ခုရှိပါတယ်။အဲ့ဒီသင်တန်း5ခုကိုတပြိုင်နက်တည်းတက်ရောက်လေ့လာမယ်ဆိုလို့ရှိရင်ပုံမှန်သင်တန်းကြီးက2,900,000ကျပ်ကျသင့်မှာဖြစ်ပါတယ်။ဒါပေမဲ့ promotion ကာလအတွင်းမှာတက်ရောက်လေ့လာမယ့်ညီကိုတွေအတွက်အထူး promotion အနေနဲ့2,000,000ကျပ်နဲ့တက်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။ကားနည်းပညာနဲ့ပတ်သက်ပြီးတော့အခြေခံကနေပြီးတော့စတင်လေ့လာမယ့်ညီကိုတွေအတွက်ရည်ရွယ်ပြီးတော့အခြေခံသင်တန်းမှာပါဝင်ပြီးတော့အမြင့်ပိုင်းထိသင်ကြားပေးထားတာဖြစ်ပါတယ်။စကန်တူတွေထိုးပြီးတော့မှ diagnostic training တွေအထိပါဝင်မယ်။ wiring diagram ဖတ်နည်းတွေလည်းပါဝင်မှာဖြစ်ပါတယ်။တကြံထူး promotion အနေနဲ့မိတ်ဆွေတို့အနေနဲ့ဒီသင်တန်းမှာတက်ရောက်လေ့လာမယ်ဆိုလို့ရှိရင်တော့အခွင့်အရေးကမိတ်ဆွေတို့လက်ထဲမှာရှိနေတာဖြစ်ပါတယ်။